လူဘဝကခဏလေးပါလူဘဝခဏတာလေးကိုမနာလိုစိတ်တွေနဲ့အချိန်မကုန်ပါစေနဲ့ကိုမနာလိုသူတွေရဲ့ပြောဆိုတိုက်ခိုက်မှုတွေကိုလိုက်ခံစားပြီးတော့လဲအချိန်မကုန်ပါစေနဲ့လူပတ်ဝန်းကျင်မှာတဦးနဲ့တဦးအခင်းအမင်းတွေပြက်ပြီးမပြောနိုင်မဆိုနိုင်ဖြစ်ကုန်ကြရတဲ့အကြောင်းရင်းကလည်းမနာလိုစိတ်ကြောင့်ပါပဲမနာလိုစိတ်ဟာရင်ကောင်းနဲ့တူပါတယ်ရင်ကောင်းဟာခန္ဓာကိုယ်ရဲ့ကောင်းတဲ့အစိတ်ပိုင်းမှန်သမျှကိုကြော်ခွသွားပြီးမကောင်းတဲ့အနာအစာကိုတွေးမှအနာပေါ်ရက်နာပြီးမြေရီရှက်ရီသုံးဆောင်ပါတော့တယ်မနာလိုစိတ်ရှိတဲ့သူကလည်းရင်ကောင်းလိုပါပဲလူတစ်ယောက်ရဲ့ကောင်းတဲ့အချက်ကောင်းတဲ့အရေးချင်းကောင်းတဲ့ဂုဏ်သတင်းမှန်သမျှကိုမမြင်နိုင်ပဲမကောင်းတာတွေကိုသာမြင်နေတတ်ပြီးအဲ့ဒီမကောင်းတဲ့အချက်တွေကိုပဲမြေရီရှက်ရီအပတရပြောဆိုနေတတ်ပါတယ်ကိုယ့်ရဲ့မနာလိုစိတ်ကြောင့်သူတစ်ပါးတွေကိုမထိခိုက်ပါစေနဲ့သူတစ်ပါးတွေရဲ့မနာလိုစိတ်ကြောင့်လည်းကိုယ့်ကိုမထိခိုက်ပါစေနဲ့သူတစ်ပါးကိုမတရားမမျှမတပြောဆိုရင်တစ်ချိန်မှာကိုယ့်ကိုလည်းမတရားမမျှမတပြောဆိုတဲ့သူအလွဲမသွေပေါ်လာမယ်ဆိုတာကိုမမေ့ပါနဲ့မနာလိုစိတ်ဟာအင်မတန်ပူလောင်ပါတယ်မနာလိုသူလည်းပူလောင်ရသလိုမနာလိုခံရသူကိုလည်းပူလောင်စေပါတယ်ဘေးဘက်ဝိညာဉ်ကိုလည်းပူလောင်မှုတွေဥဆက်စေပါတယ်ဒါကြောင့်